ခမရအဲ့ခေါက်ကွင်းဆိုတာအကျိုးမြတ်စီးပွားတွေရှာကြတာပါနော်ဟိုဒီဘက်ကချမ်းသာတဲ့ကောင်ကခေါက်အိတ်တွေပါလာမယ်ခေါက်အင်းကြီးတွေလက်ဆောင်ပေးမယ်ခေါက်ဖက်တွေလက်ဆောင်ပေးမယ်နိုင်ပဲပြီးရင်ခွင့်ရေးယူမယ်ကျိုးလို့လည်းခေါက်ရက်တက်တာပဲလုံးဝမလုပ်ခဲ့ဘူးအဲ့လိုတွေဖာဆန်တဲ့လို့တွေမလုပ်ဘူးကျတို့ကနော်ခမရမြန်မာအားသားကဘာကိုလွမ်းရမယ်အခုချိန်ကြီးလည်းမလွမ်းဘူးဘောလုံးကံပါလားဘာလို့ခေါက်ရောက်ခေါက်ရိုက်နေတာဟုတ်ပါဒီပြင်ဦးလည်းမလည်းရှိသေးတယ်နော်လူကြီးတယောက်ဗိုလ်ချုပ်တယောက်ရဲ့ဗိုလ်ချုပ်ကြီးတယောက်ရဲ့ညီလားပါလားတော့မသိဘူးနာမည်တက်ပြောမှာနော်ဆောက်ခုလည်းမဆိုင်ဘူးနော်ခင်ဗျားတို့ကိုနဲ့အစင်မပြေမပြေသလိုဆက်ဆံတယ်ကိုနဲ့အစင်ပြေပြေသလိုဆက်ဆံတာအဲ့ဒါယောက်ျားကောင်းတွေလုံးမဟုတ်ဘူးအဲ့ဒါလူကြီးတယောက်ရဲ့အလုံးမဟုတ်ဘူးနော်ဘယ်တော့မှဂုံတိတ်ခါမဲ့တဲ့လုံရနဲ့တက်မတော်ကနေမထွက်ဘူးအသက်သေသွားလိမ့်မယ်ဒီဘက်ကတချို့သောစစ်သားတွေကအချောင်းနေချောင်းသားတွေများတယ်ထွက်သွားရရင်ပြီးတော့ငါမိသားစုတည်မယ်အခုကဘ누구မယုံတာမှလည်းမသိဘူးဘာမှမလုပ်နဲ့ဆက်သွယ်ဒီခင်ဗျားတို့တင်ပြလေလူကြီးတွေကိုဟုတ်လားဗိုလ်ချုပ်မူကြီးခင်ဗျာပြင်ဦးလေမှာဇော်ဘုံရင်တို့ရှိပါတယ်ပေါ့ကိုတော်လို့ရှိပါတယ်ပြင်ဦးလေလုံခြုံရေးအတွက်နော်တက်မတော်ရဲ့ကျင်လုံးကျင်နေတဲ့အညီစစ်တပ်တွေမထည့်ရပြီလေမဟုတ်လားဒါလုံးတင်ပါတယ်ဟုတ်လားဒီအချိန်မှာတိုင်းပြည်ကာကွယ်ဖို့ကလူသားတိုင်းမှာတာဝန်ရှိတာဗျတယောက်ချင်းစီတိုင်းမှာတာဝန်ရှိတာအဲ့တော့လေဒီတိုင်းပြစ်ထားတယ်ပြီးဖေးမနိုင်မဲနဲ့ပဲချင်းစာဖြစ်လာကြမှာခွေးပြေးဝက်ပြေးပြေးရမျိုးကြချုံတာလို့ဘာလို့ကိုယ့်ရဲ့အင်အားကိုသိရမလားကိုယ့်ရဲ့အင်အားကိုသိရင်ဒီလူတွေနဲ့ဘလို့ပူးပေါင်းရမလဲဆိုတာကိုခင်ဗျားတို့ခေါင်းထဲမှာထည့်ထားငါတို့အုံနောက်ထဲမှာထည့်ထားနော်ကိုယ့်အင်အားကိုသိရဆိုရင်ဒီလူတွေရဲ့နောက်မှာဘယ်လူတွေရှိတယ်ဆိုတာလိုက်သေချာလိုက်ကြည့်ပြောညီလေးပြောအဲ့လိုတွေမဟုတ်ဘဲနဲ့ပရိပဒါတွေအောက်ကနေအလိန်ညာတွေကဟုတ်ပါတယ်ဟိုမှာကိုဘတ်တွေတက်လိုက်ရှစ်ဘတ်တွေတက်လိုက်တစ်ဘတ်တွေတက်လိုက်နေအဲ့ဒါလိန်တာပဲငါတို့ကာချိုကြီးကိုလိန်တာငါတို့လိန်တာတွေကိုပြောပလိုက်ပါနော်ကြောင်တော်မလုံးနဲ့ကျောက်ကကြောက်တဲ့ထဲမှာမပါဘူးနော်ကာချိုကြီးနဲ့လည်းတွေ့ရဲတယ်အဒီကျူလာနဲ့လည်းသွားတွေ့ရဲတယ်နော်တွေ့ခင်ဗျားတို့စောက်လူကြီးကိုလိန်တာတွေကလူကြီးကအခုခင်ဗျားတို့ကြောင့်နဲ့လူကြီးကနာမည်ပြတ်နေတာနော်အခုခင်ဗျားတို့စစ်မှုထမ်းဥပဒေဝင်လေမင်းတို့ပြည်သူလူထုတွေအစိုးရအဲ့လိုအမိန့်ထုတ်ရမှာခင်ဗျားတို့အစိုးရရှောက်ထုံးနေတာထုတ်အမှအောင်မပေါ်တာတွေဆိုရင်ပတ်စံတွေယူအုပ်ချုပ်ရေးမှုလည်းထွေးဦးကမနိုင်ခိုင်းကြရတယ်ခိုင်းလှုပ်ချင်တာတွေလှုပ်ပြောချင်တာတွေပြောအချင်းမြတ်ချတာဒါကကိုမတက်ဘူးအစိုးရကောင်းတည်းဖြစ်ဖို့အတွက်ကိုဘာတွေလိုလဲသိလားဒီလိုအမှန်တရားကိုရဲရဲတင်းတင်းပြောရတဲ့လူတွေလိုတယ်ဟုတ်တာပေါ့ကွာရှင်းလားမိဘနေရာမှာမှန်လဲလာပြောကျုပ်ကမှန်လို့ခတ်နေတာရက်တော့လဲကျုပ်ကပြတာပဲကျုပ်ရက်တော့နေတယ်ပေါ်တင်ပြတာဆိုင်မောင်အာမီတန်ပလင်းကိုထောင်တော့တာကျုပ်ကနော်သူများတွေကဘလက်လေဘယ်တို့ဒယ်ဘယ်ဘလက်တို့ဘလူးတို့တောက်တဲ့ဆိုင်မောင်ကိုကျုပ်ကအာမီတန်ပလင်းကိုထိုင်ပြီးတော့တောက်တာအဲ့လိုမျိုးကောင်ထဲမှာပါတယ်နော်အာမီရန်ပလီကိုထိုင်ပြီးတော့ထိုင်တော့ပြတာအဲ့တော့တတိဘယ်လောက်ရှိလဲမမေးနဲ့ရှိတဲ့တတိရလဲကုန်နေပြီအဲ့တော့ခမောက်ထက်နော်တခါလဲခမောက်ထုတ်16နှစ်ကနေ45နှစ်လားဟုတ်လားထုတ်ခမောက်ရုပ်ရှင်မင်းသားတွေပဲအကုန်ထက်ခမားတို့လူကြီးသားသမီးတွေရုပ်ရှင်မင်းသားမင်းသမီးတွေပတ်စံရှိတဲ့လူတွေကြတော့စစ်မှုမထမ်းမဲနဲ့ကြောမွဲအခြေခံလူတန်းစားနော်တနေ့တော့မှတနေ့စားရတဲ့လူတွေကိုကြတော့ခင်ဗျားတို့ဖမ်းပြီးတော့မှစစ်သားလုပ်ခိုင်းတယ်ဆိုရင်ခင်ဗျားတရားလားကျိုးတို့ကအသေးអော်မှာနော်ခင်ဗျားတို့လုံတိုင်မားနေអော်မှာဖမ်းတဲ့မေရိုးတွေလည်းနာမည်တက်ပြီးကိုပြောမှာနော်ရှင်းလားပေါ်တာဆွဲလဲလိုက်သွားကျွန်တော်လာမတိုင်နဲ့အဓိကပေါ်တာဆွဲပြီးတော့မှပြန်လွတ်ပေးလိုက်တယ်ပတ်စံယူပြီးလွတ်ပေးလိုက်တယ်အတိအကျဆိုရင်နာမည်နဲ့ကျွန်တော်လာပြော
အိုကြီးတွေပတ်စံတောင်းရင်နာမည်နဲ့လာပြောအဲ့ကျွန်တော်ပြောပေးမယ်နော်ကျွန်တော်ကအချိန်ခါကြာရောက်လာပြီလေကျွန်တော်ခင်ဗျားတို့ပြောတယ်အောင်မင်းကိုသွားပြောလာအောင်မင်းနဲ့ဒီလိုက်ကိုသူတွေ့မှာပဲထိုးမလားလို့ဘယ်နေရာမှာထိုးမလဲလို့နေပြီးတော့ဒါပြောနေတဲ့အချိန်ရောက်လာလို့ပုပ္ပတိတိအာဂသာကွင်းထဲမှာတရားဝင်ထိုးမှာခိုးကြောင်ခိုးမလုပ်ဘူးနော်ထိုးမယ်လို့ဒီသူဘက်ကလည်းတရားဝင်អော်လိုက်ဆိုဘုံမင်းနဲ့ကနဲ့ဘောလုံးခွေးတကွင်းပေါ့ကွာမင်းရွေးလိုက်ဆိုရင်နေပြီးတော့မှပဲရွေးမှာအဲ့ထဲမှာထိုးမှာ ဘွဲရတော့ကြည်လာပြီ ယုံသွင်းမှာအဲ့ဒီယုံသွင်းပြီးတော့ရားတဲ့ပတ်စံအကုန်လုံးနိုင်ငံတော်အခွန်အဆောင်မှာလက်ဝဲပွဲလိုပဲလေသိရမလားဒါအာကစားလေအာကစားအနည်းနဲ့တယောက်နဲ့တယောက်စိန်ခေါ်တာပေါ့လိုင်းပေါ်မှာအာကျဲမနေနဲ့နော်ဒီအခြေအနေဒီချိန်ကမှဘာလို့ဒီအကြောင်းပြောရလဲဆိုတာဒါကျွန်တော်ရဲ့ကုန်းအုံနောက်နဲ့ကျွန်တော်ရဲ့ကိုကြီးကိုသွေးပေါ့ဗျာနော်သူတော်မှကျွန်တော်မဟုတ်ကအကြောင်းတွေပြောခဲ့သေးရပဲနော်အခုကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရုံးတွေကနေမနေတော့ဘူးဆိုရင်အဲ့ကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရုံးမှာလဲအောင်မင်းလိုကလေးငကြစ်တွေအများကြီးရှိလို့ပဲထိုးမလားလို့မေးလိုက်ယုံသွင်းပြီးတော့နိုင်ငံတော်ဗန္ဒာချလိုက်မယ်အရှုံးနိုင်ကကျွန်တော်တို့နှစ်ယောက်နဲ့ပဲဆိုင်တယ်ကျန်တဲ့ပတ်တွေအားလုံးနိုင်ငံတော်အဲ့မှာတရားဝင်လူလိုက်မှာနော်တချမ်းမှမယူဘူးအောင်မင်းကိုမြင်မြန်မောင်းထုတ်တော့ကြက်ခိုင်ရင်းုံနေရနေမောင်းထုတ်လာအောင်မင်းမနေရလင့်မှာမင်းတို့ပြောနေတဲ့ကောင်တွေနော်